တုတ်ကိုထုံနိုင်တဲ့သူကအရန်နေပါတယ်တေချာကြည့်ပါတိုက်ရိုက်ဆွဲထုတ်ရင်မဖြစ်နိုင်ပါဘူးပလင်းပါဆက်ကအရန်သေးပြီးတန်ဝက်ဦးကတစ်တုတ်လဲမှာကတ်နေတဲ့အတွက်ထွက်လာမဲ့လမ်းမရှိပါဘူးအလွယ်ဆုံးတွေကတော့ပလင်းကိုချိုးဖျက်လိုက်တာပဲဒါပေမဲ့အကယ်လေးပလင်းကိုချိုးဖျက်လိုက်မယ်ဆိုရင်ဒီမီထီရဲ့အတိတ်ဘယ်ကပျောက်သွားပါလိမ့်မယ်ရှေးခေတ်လူတွေကအရန်ညံများပြီးဒီလိုထူးဆန်းတဲ့ဖွဲ့စည်းပုံကိုဖန်တီးထားတာကြောင့်အများကြီးသောညံကောင်းသူတွေကိုတောင်စိတ်ရှုပ်စေခဲ့ပါတယ်လူများစုကတော့စိတ်ရှိမရှိတော့ပဲဆက်မလေးလာကျင်တော့ပါဘူးဒီမီထီကဖြေမရနိုင်ဘူးတေချာကြည့်ရင်ပလင်းထဲမှာအဖြူရောင်မှန်လုံးတစ်လုံးရှိပါတယ်ဒါကပဲရှိုးဝက်ချက်ပါပထမဦးစွာပလင်းကိုပါးစပ်အောက်ဖက်ထားပြီးပြောင်းလံမာပြီးတော့တစ်တုတ်ကိုလှုပ်ရှားပေးပြီးမှန်လုံးကိုထိအောင်လန့်ထိပါအဲ့ဒီအချိန်မှာတန်ဝက်ဦးကိုဘဘက်ပတ်လှည့်ပြီးဖြည်းဖြည်းချင်းလျော့အောင်လုပ်ပါဒီနေရာမှာစိတ်ရှိဖို့အရေးကြီးပါတယ်မလက်လျော့ပဲဆက်လုပ်နေရင်တန်ဝက်ဦးကဖြည်းဖြည်းလျော့လာပြီးနောက်ဆုံးမှာထွက်လာပါလိမ့်မယ်ဒီဟာကတင်ပေးတဲ့အချက်ကတော့စ조사မှုကအကျိုးမရှိဘူးလို့မထင်ပါနဲ့အပြောင်းလဲဖြစ်လာမယ်အချိန်မရောက်သေးတာပဲဖြစ်နိုင်ပါတယ်လူတွေမြင်နေတဲ့အောင်မြင်မှုတွေကလည်းသူတို့အချိန်ကြာကြာစ조사ခဲ့လို့ဖြစ်လာတာပါလက်လျော့ဖို့ဆိုတာတစ်စက္ကန့်ပဲလိုရတယ်ဒါပေမဲ့ဆက်လက်စ조사နိုင်ရင်အခွင့်အလမ်းအားလုံးကိုဖွင့်ပေးနိုင်ပါတယ်အမြန်ဆုံးရလဒ်ကိုမရှာဘဲတလန်းချင်းရှေ့ဆက်သွားရင်လုံလောက်ပါတယ်အချိန်ဟာစိတ်ရှိပြီးစ조사နေသူကိုမလစ်လျူရှုပါဘူးတင်မလက်လျော့ပဲဆက်စ조사နေပါတင်လိုချင်တဲ့အရာတွေကတနေ့မှတင့်စီကိုရောက်လာပါလိမ့်မယ်